စားကောင်းပါတယ်ကျွန်တော်ကဒီရှာတစ်ခွေးနဲ့စားမှာတော့နှလုံးနဲ့လည်းစားလို့ရတယ်သူကဟိုကပြောက်အေးဆိုပြီးအရင်ပြုတ်ဖို့ကောင်းတယ်နှလုံးလည်းစားတယ်ဒီတချင်းတန်နေနဲ့ကြာတော့နားနဲ့လည်းစားတယ်ဟောအာယုံ၅ပါးလုံးနဲ့စားအောင်တော့ဆိုတော့ဟိုတော်တော်လေးပျော်စရာကောင်းပါတယ်ဒီရီလူမျိုးတွေရဲ့အစားတောက်ကစောက်လည်းကောင်းတယ်ပျော်ရွှင်မှုလည်းကောင်းတယ်